I'm sipping wine in a robe. I look to အစရဲကဒီလောကဒီလိုမျိုးရှိရဆိုတာသိရဲအတွက်ဘာမှစိတ်ထဲမထားဘူးအမြဲကိုတက်နိုင်ဆုံးပရိသတ်လက်ခံတဲ့လူပြန်ရှင်တယောက်ဖြစ်မယ်ဆိုပြီးစိတ်ကိုအမြဲတွေးအမြဲကိုစူးစမ်းနေရပါတော့အောင်တချင်းကြရအောင်ရမယ်ကိုရောက်ချင်တဲ့ပန်းတိုင်းရောက်ရမယ်ဆိုတဲ့စိတ်ကိုတော့အမြဲတွေးထားရပါတော့အခုပြိတ္တတွေစိတ်ဝင်စားတဲ့ပုံလေးတွေတက်နေတာဆိုတာရောဘာပြောချင်နေလဲဒီပုံရှိမှာတော့အများကြီးဖြေပါတယ်မဖြေချင်ဘူးအခုလက်ရှိကတော့ပါဝကင်းရုပ်ရှင်ထုတ်လို့ရပါတော့ကိုထက်ကြီးပောက်ကွဲတီရိုက်တဲ့ဇလန်တွဲလေးမှာအစိတ်တိဝိုင်းဆိုတဲ့ဇလန်တွဲလေးရိုက်နေရဖြစ်ပါတယ်ရှင်ဇလန်တွဲလေးရိုက်တာဦးဆိုရင်ဘယ်လောက်ဖြစ်နှစ်ခုလောက်ရှိရရှင်းမှာဖဖိုးညင်ဒါဒုတိယပေါ့နော်တစ်ခုနဲ့တစ်ခုကတော့ဇလန်တွဲနဲ့စကားဆိုတော့သူ့ပေါ်ဇက်ပေါ်မူတည်ရပဲပေါ့နော်ဘယ်လာအကုန်လုံးနိုင်မယ်ဆိုရဲစိတ်ကိုထားရတဲ့ပေါ့နော်အဲ့လိုတော့စိတ်ထဲမှာမထားပါဘူးအခြားသူတွေတော့မသိဘူးရှေ့မှာစီနီယာမင်းသားမင်းသမီးကြီးရိုက်တဲ့အရင်ကရုပ်ရှင်ကားကြီးပြန်ကြည့်ရယ်ပြီးတော့အခြားလူပညာရိုက်တဲ့အတိုင်းဝမ်ရိုက်တဲ့ပေါ့နော်စကားလေးတော့ကြည့်ဖြစ်ပါတယ်အကိုကျတော့စိတ်တဘောရင်းကောင်းတယ်ပြီးတော့မိသားစုဝင်တွေအမြဲတမ်းပေါ့နော်နှွေးထွေးရပေါ့နော်ပြီးတော့ဒီပါဝါကင်းထုတ်လို့ရလဲကိုယ်နဲ့မိသားစုဖြစ်နေတဲ့အတွက်ပေါ့နော်အဆင်ပြေပါတယ်ဟုတ်အကုန်လုံးပါပဲကဲတူလူချင်တာရှိရဆိုရင်လည်းပြောရဲကဲကိုလိုအပ်ချင်ရှိရဆိုတော့အမြဲတော့ဖြစ်ပါတယ်ဒါကတော့ကိုဦးလေးရှိရအတွက်လည်းအားသာချက်ပြီးတော့ကိုပါလိလာရပေါ့နော်အမြဲတမ်းအဲ့လိုတော့မရှိပါဘူးဘာဖြစ်လို့ကိုဘယ် character ပဲလာလုံးနိုင်မယ်ဆိုစိတ်အမြဲတမ်းတွေ့ပဲ character တော့မရွေးပါဘူးကြာရအစရုပ်ကိုပြီးပြောင်းတိုးဆောင်မယ်ဆိုတဲ့စိတ်ကတော့အမြဲတမ်းထည့်ထားရပေါ့နော်အများကြီးရရှိပါတယ်ဒီပါဝါကင်းနဲ့ရိုက်နေရဆိုတော့လေပါဝါကင်းကလုပ်တဲ့ MTV တွေပဲလား MTV တွေပြုံးဆောင်တာလေဟုတ်တယ်ပါဝါကင်းရောအခြားဟာတွေလည်းရှိတယ်အများကြီးရောရှိပါတယ်အဲ့ဒါကြတော့ထွက်လာမှပဲအားပေးကြပါအောင်ပြောချင်ပါတယ်အစရဲကဒီလောကဒီလိုမျိုးရှိရဆိုတာသိရဲအတွက်ဘာမှစိတ်ထဲမထားဘူးအမြဲကိုတက်နိုင်ဆုံးပရိသတ်လက်ခံတဲ့လူပြန်ရှင်တယောက်ဖြစ်မယ်ဆိုပြီးစိတ်ကိုအမြဲတွေးအမြဲကိုစူးစမ်းနေရပါတော့အောင်တချင်းကြရအောင်ရမယ်ကိုရောက်ချင်တဲ့ပန်းတိုင်းရောက်ရမယ်ဆိုတဲ့စိတ်ကိုတော့အမြဲတွေးထားရပါတော့အခုပြိတ္တတွေစိတ်ဝင်စားတဲ့ပုံလေးတွေတက်နေတာဆိုတာရောဘာပြောချင်နေလဲဒီပုံရှိမှာတော့အများကြီးဖြေပါတယ်မဖြေချင်ဘူးတချို့နေရာတွေမှာနည်းနည်းလိုအပ်ချက်ရှိရဲတချို့နေရာတွေမှာကြိုက်တယ်အများကြီးရှိရပေါ့နော်ပြီးတော့အခုလိုရုံတီနဲ့ဒီပါဝါကင်းရုပ်ရှင်ထုတ်လို့ရနေပြီးတော့character တစ်ခုကိုကောင်းတဲ့စိတ်ကောင်းတစ်ခုပေါ့နော်ကမ်းလှမ်းတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဆိုလည်းအသက်နိုင်ဆုံးအကောင်းဆုံးပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပါမှာပါဒါတော့ secret လား secret ပေါ့တကယ်ပြောပြရင်ကိုလုံးမဲ့အရာကိုပြောပြရင်ဘယ်သူကစိတ်ဝင်စားတော့မှာလဲအဲ့တခုခုနေဖြစ်မှာပဲအားပေးကြပါအခုလက်ရှိရတော့ဒီပေါ်ကင်းနဲ့တူအလုပ်တွေတွဲလုပ်တယ်နောက်ရိုက်မဲ့ကားတွေလည်းအများကြီးရှိပါတယ်အခြားတိုက်ကလည်းလူကမ်းလှမ်းထားတာတွေလည်းရှိရယ်ပြီးတော့ပေါ့နော်ဒီကြော်ညာလေးလည်းအများရရတယ်ပေါ့နော်အဲ့တော့ရုံကြည်နဲ့အလုပ်အပေးကြတဲ့တယောက်ချင်းတူတယောက်ချင်းလည်းကျေးဇူးအများကြီးတင်ပါတယ်အိမ်တော်ဘက်ကလည်းအမားယုံတစ်ခုတစုံတစ်ခုပါသွားရင်အားလုံးတရားနေတောင်းပန်ပါတယ်ပြောချင်ပါတယ်